မင်္ဂလာပါကျမနာမည်ကတော့နန်းချစ်နန္ဒီဇော်ဖြစ်ပါတယ်ကျမကအနုပညာလုပ်ငန်းကိုလုပ်ခဲ့ပါတယ်ကျမကမင်းသမီးလည်းဖြစ်တယ်လို့မျိုးအဆိုတော်လည်းဖြစ်ခဲ့ဘူးပါတယ်ဒီနေရာမှာကျမရဲ့အသက်တာပြောင်းလဲလာတဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျမအနည်းငယ်သက်သေခံချင်ပါတယ်ကျမကငယ်ရွယ်စဉ်ကတည်းကခရစ်ယာန်တူဖြစ်ပါတယ်ဒါပေမဲ့လည်းပဲကျမကခရစ်ယာန်ဘာသာဓလေ့ထုံးတမ်းဆင်လာထဲမှာပဲရှိနေခဲ့တဲ့သူတစ်ယောက်တော့ဖြစ်ပါတယ်ဒါပေမဲ့တကယ်ခရစ်ယာန်ဆိုတဲ့ဘာသာတနည်းအားဖြင့်ခရစ်ယာန်ဆိုတာကဘယ်ကနေဖြစ်လာလဲဆိုတဲ့အရာကိုကျမတည်တည်ချာချာနားလေသဘောပေါက်ခြင်းမရှိခဲ့ပါဘူးအဲ့အတွက်ကြောင့်မလို့ကျမကအောင်မြင်မှုအတွက်ကျမကစူးစမ်းတယ်ဘယ်သူမှဂရုမစိုက်ဘဲနဲ့ကျမလှုပ်ချင်တာလှုပ်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ခရစ်ယာန်တယောက်တော့ဖြစ်နေတယ်ဒါပေမဲ့ခရစ်တော်မိနစ်သက်တဲ့အမှုကျင့်နေခရစ်တော်မိနစ်သက်တဲ့အရာတွေကိုကျမကိုယ်တိုင်လှုပ်ဆောင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြာလာတော့ကျမရဲ့အသက်တာထဲမှာအဲ့လိုမျိုးလှုပ်ဆောင်လာတဲ့အခါမှာတရက်ပြီးတရက်ဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးတော့မှခန်းချောက်လာတဲ့အရာတနည်းအားဖြင့်ကျမရဲ့အသက်တာထဲမှာကိုကြိုက်တာပဲကိုလုပ်တယ်ကိုမလုပ်ချင်တဲ့အရာဆိုမကောင်းဘူးဒီလိုမျိုးပေါ့နော်တစ်ဖက်သက်ဆန်တဲ့အတွေးခေါ်တွေကျမအနေနဲ့ဖြစ်လာတဲ့အခါမှာပျော်ရွှင်မှုကျမဆိုတာမရှိတော့ဘူးလောကမှာငါဘာအတွက်အသက်ရှင်နေလဲဆိုတဲ့အရာကိုမသိတော့လောက်အောင်ကျမရဲ့အသက်တာလမ်းပြောက်ခဲ့ပါတနည်းကြတော့ယေရှုခရစ်တော်ဖခင်နဲ့ကျမတွေ့ခဲ့တယ်အိမ်မက်ထဲမှာဖြစ်ပါတယ်အိမ်မက်ထဲမှာကျမကကောင်းဝင်အဖြူလေးကိုဝတ်ထားတယ်ကျမအရန်လွတ်လပ်နေတယ်ဝမ်းမြောက်နေတယ်ကခုန်နေတယ်အဲ့ဒီအချိန်မှာပဲကျမအခန်းတောင်းနာလေးမှာအခေါင်းတစ်ခုကိုကျမတွေ့ရတယ်ကျမကစူးစမ်းလို့တဲ့နှလုံးသားနဲ့အဲ့ဒီအခေါင်းသားကိုသွားပြီးတော့မှဘာလို့လဲဆိုပြီးတော့မှကျမသွားကြည့်တဲ့အခါမှာအခေါင်းထဲကလူကကျမကိုယ်တိုင်ဖြစ်နေပါတယ်အဲ့ဒီရုပ်ကိုပြန်ပြီးမှကြည့်လိုက်တဲ့အခါမှာအခေါင်းထဲမှာရှိနေတဲ့ရုပ်ကတကယ့်ကိုပုတ်ပွားပြီးတော့မှနန်စော်ပြီးတော့မှကျမရဲ့ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးနေတယ်ဆိုတဲ့အရာကိုကျမတွေ့ရတယ်ကျမအရန်တုန်လှုပ်သွားတယ်အဲ့ဒီအချိန်မှာအနောက်ဆုတ်ပြီးတော့မှကျမဒါဘလို့ဖြစ်ရတာလဲဆိုပြီးတော့မှကျမအဲ့လိုအံ့ဩနေတဲ့အချိန်မှာအနောက်ကနေပြီးတော့မှလူတစ်စုံတူကကျမနာကိုရောက်လာတယ်ကျမနာကိုရောက်လာပြီးတော့မှကျမရဲ့ဒီပခုံးလေးကိုဒီလိုပုတ်တဲ့အခါမှာကျမလှည့်ကြည့်လိုက်တဲ့အခါမှာကျမသူ့ရဲ့မျက်နှာတော့မမြင်ရဘူးသို့တော်ညာလည်းပဲသူ့ရဲ့ခြေတော်ရင်းကိုကျမမြင်ရတယ်တေးကြတာကအဲ့ဒီသူကယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကိုကျမနှလုံးသားထဲမှာကောင်းကောင်းသိနေတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကကျမကိုဘာပြောလဲဆိုရင်ငါသမီးတဲ့နင်အဲ့လိုပုတ်ပွားပြီးတော့မှပျက်စီးတော့မဲ့ခန္ဓာကိုယ်ရှိနေတဲ့နင့်ကိုငါအယမ်းချစ်တယ်ကျမကိုအဲ့ဒီတကြောင်လေးပဲပြောသွားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာမှကျမသိလိုက်ရတဲ့အရာတစ်ခုကငါစူးစမ်းပြီးတော့မှတစ်သက်လုံးရှာဖွေနေတဲ့ငွေကြေးတွေတင်စင်နေခဲ့တဲ့ဒီလှပခြင်းတွေတနေ့ကြရင်အဲ့လိုပဲမြေမှုန့်ထဲမှာပျက်စီးသွားမယ်တကယ်အရေးကြီးတဲ့အရာကငါရဲ့အသက်ဝိညာဉ်ဖြစ်တယ်ငါတည်သွားပြီးတဲ့အခါမှာကောင်းကင်နိုင်ငံကိုသွားရမလားငရဲကိုသွားရမလားဆိုရယ်စိတ်ချမှုကျမစီမှာမရှိတဲ့အခါမှာကျမအဲ့ဒီအိမ်မက်ကနိုးထလာတဲ့အခါမှာတကယ်ကိုကျမချုံပွဲချငိုတယ်ငိုပြီးတော့မှယေရှုခရစ်တော်ဖခင်ကိုကျမစကားဆပြီးတော့မှပြောခဲ့ပါတယ်အဲ့ဒီနေ့ကနေစပြီးတော့မှကျမရဲ့ကိုယ်ခန္ဓာကြီးဒီတနေ့ကျရင်ညီကြီးထဲမှာပဲပုတ်ပွားပြီးတော့ပျက်စီးသွားမှာဖြစ်တယ်တနေ့ကျရင်တော့ကျမရဲ့အသက်ဝိညာဉ်ကယေရှုခရစ်တော်နဲ့အတူတူရှိဖို့လိုတယ်ထာဝရအသက်ရှင်ခြင်းရဖို့လိုတယ်ဆိုတာကိုကျမကောင်းကောင်းသိသွားပါတယ်။အဲ့ဒီနေ့ကနေစပြီးတော့ယေရှုခရစ်တော်နောက်ကိုလိုက်ဖို့ရန်အတွက်ကျမဆုံးဖြတ်ချက်ချတယ်။တသက်လုံးကိုးကွယ်ခဲ့တဲ့ဘာသာရေးထုံတန်းစင်လာကနေပြီးတော့မှကျမလွတ်မြောက်ပြီးတော့မှယေရှုခရစ်တော်နဲ့အတူတကွနေရစနေမှာတွာလာတဲ့အသက်တာမျိုးကျမအနေနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုကြည့်ရှုနေတဲ့မိသားစုတွေကိုကျမကခွန်အားပေးခြင်းနဲ့ကျမရဲ့အသက်တာအားဖြင့်ကျမတို့ဒီတနေ့နေ့တစ်ချိန်ကြာရင်ဒီလောကကြီးကနေပြီးတော့ကျမတို့ထွက်သွားရမှာဖြစ်တယ်။အဲ့လိုထွက်သွားရတဲ့အခါမှာကျမတို့ရဲ့အသက်ဝိညာဉ်ကဘယ်သွားမလဲကောင်းကင်ကိုသွားမှာလားငရဲကိုသွားမှာလားထာဝရအသက်ရှင်ခြင်းလားထာဝရတည်ခြင်းလားဆိုတာကိုယခုကျမတို့အသက်ရှင်နေတဲ့အချိန်မှာဆုံးဖြတ်လို့ရပါတယ်ရွေးချယ်လို့ရပါတယ်ဒါကြောင့်မိတ်ဆွေတင်ကိုယ်တိုင်ကအဲ့ရွေးချယ်မှုကိုပြုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမဒီຢာလေးကိုတိုက်တွန်းနှိုးဆော်ခြင်းနဲ့ယေရှုခရစ်တော်ဖခင်တပါးဒီကတာနဲ့တင့်အတွက်အဖြစ်ဖြစ်ပါတယ်ယေရှုခရစ်တော်ဖခင်တပါးဒီကတာနဲ့တင့်ကိုထာဝရအသက်ရှင်ခြင်းနဲ့ကောင်းကင်နိုင်ငံတော်မှာအသက်ရှင်ခွင့်ပေးမဲ့တပါးဒီတော့ဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်ခြင်းဟာတင့်ရဲ့ယခုဘဝနောင်ဘဝထာဝရကာလတိုင်အာမခံချက်ကိုရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျမရဲ့အသက်တာနဲ့ပတ်သက်ပြီးတော့မှတသက်ခံဝေမျှပေးချင်ပါတယ်။တယောက်ချင်းစတဲ့ပုံမှာဖျားရှင်သား၍ကောင်းချီးပေးပါစေ။